တရုတ်ရဲ့အကြီးဆုံးလျှက်စစ်ကားကုမ္ပဏီ BYD ကအမေရိကန်ဈေးကွက်ကိုဂရုမစိုက်ဘူးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာတရုတ်နိုင်ငံရဲ့အကြီးဆုံးလျှက်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ကတော့အမေရိကန်ဈေးကွက်မှာပါလဲပဲကမ္ဘာဈေးကွက်ကိုအနိုင်ယူနိုင်တယ်လို့ပြောကြားလိုက်ပါတယ် BYD ရဲ့ CEO ဖြစ်တဲ့ Stella Li က CNN နဲ့အင်တာဗျူးမှာအမေရိကန်ဈေးကွက်မလိုအပ်ပါဘူးလို့တိုက်ရိုက်ပြောခဲ့တာပဲဖြစ်ပါတယ်။သူမှပြောချက်အရ BYD ကယနေ့အချိန်မှာကမ္ဘာတစ်ဝန်းမှာလျှက်စစ်ကားအယောင်အများဆုံးကုမ္ပဏီတွေကတစ်ခုဖြစ်နေပြီးတော့တရုတ်ပြည်အတွင်းမှာလည်းအရန်ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာဆက်လက်အောင်မြင်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့တရုတ် EV ဈေးကွက်မှာဈေးနှုန်းပြိုင်ပွဲပြင်းထန်လာပြီးတော့အမြင့်ကျဆင်းမှုတွေဖြစ်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။အဲဒါကြောင့် BYD ကပြည်ပဈေးကွက်ကိုအထူးသဖြင့်ဥရောပနဲ့အခြားဒေသတွေကိုအင်အားပြည့်နဲ့တိုးချဲ့နေပါတယ်။တစ်ချိန်တည်းမှာပဲကုမ္ပဏီက Ultra Fast Charging နည်းပညာကိုလည်းအရှိန်မြင့်တင်ပြီးတော့ကားတစ်စီးကိုမိနစ်အနည်းငယ်အတွင်းအပြန်သွင်းနိုင်တဲ့ level တစ်ခုရောက်လာနေပါတယ်။ Stella Li ရဲ့အမြင်အရတရုတ်နိုင်ငံက EV နည်းပညာထုတ်လုပ်မှုကုန်ကျစရိတ်နဲ့လျှက်စစ်စနစ်အပိုင်းတွေမှာအနောက်နိုင်ငံတွေထက်များစွာအားသာနေပြီလို့ဆိုပါတယ်။ယခုချိန်မှာဒေါ်နယ်ထရန့်ကတရုတ် EV ကားတွေကိုအခွန်တိုးမြင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယခုလိုမျိုး BYD CEO ကအမေရိကန်ဈေးကွက်ကိုမလိုအပ်ဘူးလို့ပြောတာဖြစ်နိုင်ပါတယ်ခင်ဗျာ။ဒါကြောင့်အနာဂတ်မှာ EV ဈေးကွက်ကိုဘယ်သူတွေကအုပ်စိုးမလဲ။တရုတ်ကုမ္ပဏီတွေလက်ထက်ကိုပို့ပြီးလွှမ်းမိုးသွားနိုင်မလားဆိုတဲ့ချက်ကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်ခင်ဗျာ။ယခုလိုမျိုးနောက်ဆုံးရသတင်းဆောင်လင်းတွေကိုတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်သွားပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။